အားလုံးပဲမင်္ဂလာပါလို့အားလုံးကိုယေရှုနာမနဲ့နှုတ်ခွန်းဆက်တာပါတယ်ဖခင်ရှင်ရောက်စီတိုင်းကောင်းချီးပေးပါစေလို့ကျမတို့နေရာအသီးသီးမှာပေါ့နော်ရောက်ရှိနေကြတဲ့သူတွေဖခင်ရှင်ကတကယ်ပဲဒီကနေ့တအောင်ပေါ့နော်ဖခင်ကကောင်းချီးပေးတယ်ကွယ်ကားတဲ့အရာတွေအတွက်ဂျေဇုတော်ကိုအထူးပဲချီးမွမ်းပါတယ်လို့ဖခင်ကသူရဲ့ဂျေဇုတော်တက်ကြောင့်သူရဲ့နှုတ်ကပတ်တော်ကိုကျမတို့အတူတူကလေ့လာဖို့အတွက်အချိန်တိုင်းခွင့်ကောင်းပြင်ဆင်ပေးတယ်ဖခင်ဂျေဇုတော်ကိုအထူးပဲချီးမွမ်းပါတယ်လို့အခုချိန်မှာပေါ့နော်ကျမတို့ရဲ့ live ကိုလည်းဂျေဇုပြုပြီးတော့မှကျမတို့ like and share လေးပေါ့နော်လုပ်ပေးကြပါလို့ကျမတို့တခြားအစီအစဉ်တွေမသွားခင်မှာကျမအထူးပဲမေတ္တာရက်ခံချင်ပါတယ်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျမတို့ဒီနေ့မှာပေါ့နော်ယူပါယုံဆိုတဲ့အရာနဲ့ကျမတို့ဒီနေ့ဝေငှသွားမှာဖြစ်ပါတယ်လို့အားလုံးကိုကျမယေရှုနာမနဲ့ကြိုဆိုပါတယ်ဖခင်ရှင်ကောင်းကြီးပေးပါစေနိုင်ငံအသီးသီးကနေပြီးတော့မှကျမတို့အပတ်တိုင်းမှာနှုတ်ကပတ်တော်ကိုလေ့လာဖို့အတွက်ဒီ page ထဲမှာဝင်ရောက်တော်သူတွေတော်၎င်းပြီးတော့မှကျမ YouTube channel How Ministry YouTube channel ကို subscribe လုပ်ပေးတဲ့လူတွေကိုအထူးပဲကျေးဇူးတင်တယ် like and share လုပ်ပေးတဲ့လူတွေအထူးပဲကျေးဇူးတင်တယ်ဆုတောင်းခြင်းနဲ့ပါဝင်တဲ့လူတွေအလှငွေနဲ့ပါဝင်တဲ့လူတွေကိုလည်းအထူးပဲကျေးဇူးတင်တယ်ဆိုတာကိုဒီနေရာကနေကျမပြောပြချင်ပါတယ်လို့ကျမတို့ဒီနေ့မှာနှုတ်ကပတ်တော်ကိုအနည်းငယ်ကျမတို့လေ့လာကြရအောင်ဘုရားနှုတ်ကပတ်တော်ထဲမှာပေါ့နော်ဘုရားပြင်ဆင်ပေးထားတဲ့ကျမတို့အသက်တာအတွက်ပဲကောင်းကြီးတစ်စုံတစ်ခုရမယ်လို့ကျမအထူးပဲယုံကြည်ပါတယ်လို့ဒါကြောင့်ကျမတို့group မှာကျမတို့ရဲ့ profile မှာ share ခြင်းအပြင်ပေါ့နော်တယောက်တော့သူကဖခင်ရဲ့နှုတ်ကပတ်တော်ကိုကြားခြင်းအပြင်အသစ်သောခွန်အားကိုဖခင်ကပြင်ဆင်ပေးမှာဖြစ်ပါတယ်လို့ဖခင်ကျေးဇူးတော်ကိုထူပဲချီးမွမ်းပါတယ်ကျမတို့နိုင်ငံအသီးသီးကနေပြီးတော့မှပေါ့နော်အပတ်တိုင်းတကယ်ပဲတည်ခန့်ချက်တွေ comment နေမှာတော့၎င်းကျမတို့ရေးတဲ့အရာတွေအများဆိုတော့ကျမတွေ့ရတဲ့အတွက်ဖခင်ကျေးဇူးတော်ကိုထူပဲချီးမွမ်းပါတယ်လို့ hallelujah ဖခင်ရှင်ထူပဲကောင်းမြတ်ပါတယ်ကျမတို့ပေါ့နော်ဒီနေရာမှာဖျက်နှုတ်ကပတ်တော်ကိုကျမတို့အပတ်တိုင်းဝင်ငှတဲ့အခါမှာပေါ့နော်ဖခင်ရှင်ကအော်ပွဲပေါ့နော်ကျမတို့အသက်တာအသီးသီးမှာစကားပြောမယ်လို့ကျမယုံကြည်တယ်နှုတ်ကပတ်တော်တွေရှိတယ်ဆိုလို့ရှိရင်ကျမတို့တန်းစာလဲပေါ့နော်ကျမဖတ်တာမဟုတ်ဘဲနဲ့ကျမအတူတူကဖတ်ရအောင်လေ့လာကြရအောင်လို့ကျမဒီနေရာကနေအထူးပဲပေါ့နော်ကျမခေါ်အားပေးခြင်းနဲ့အားလုံးကိုကြိုးဆိုချင်ပါတယ်လို့ကျမတို့ဒီနေ့ဖခင်ပြင်ဆင်ပေးတဲ့ vision ဆိုတဲ့အရာလေးကိုကျမပြောချင်ပါတယ်vision ပေါ့နော်ယူပါယုံဆိုတဲ့အရာကိုကျွန်မဒီနေ့ပြောပြချင်တယ်ယူပါယုံဆိုတဲ့အရာကဘာလဲ vision is what we see vision ဆိုတဲ့အရာယူပါယုံဆိုတဲ့အရာကဘာလဲဆိုရင်ကျွန်မတို့မြင်တဲ့အရာဖြစ်တယ်တဲ့နော်မြင်တဲ့အရာ by creating plans ပေါ့နော်ကျွန်မတို့အနာဂတ်အတွက်ကျွန်မတို့ planning တွေအစီအစဉ်တွေကျွန်မတို့ရေးဆွဲခြင်းဖြစ်တယ်တဲ့နော်ပြီးတော့ vision is seeing the future before it comes into being vision ဆိုတာကဘာလဲဆိုရင်ကျမတို့ရဲ့အနာဂတ်မှာဖြစ်လာမယ့်အရာနော်မဖြစ်တော့မဖြစ်သေးဘူးဒါပေမဲ့ဖြစ်လာမယ့်အရာကိုကြိုတင်မြင်ခြင်းအဲ့ဒါကိုယူပါယုံ vision လို့ခေါ်တာဖြစ်တယ်ပြီးတော့မှ vision is the lens that interprets the event of our life ကျမတို့ရဲ့ဘဝအတွက်နော်ဖြစ်ပျက်မဲ့အရာတခုစီတိုင်းအတွက်ကျမတို့ဗာလဲဆိုရင်မှန်ဘလူးနဲ့ကြိုတင်နော်ဗာလဲဆိုရင်ဘာသာပြန်ထားခြင်းမြင်ထားခြင်းနော်အဲ့ဒါကို vision ယူပါယုံလို့ခေါ်တာဖြစ်တယ် vision makes the unseen visible vision ဆိုတဲ့အရာကဘာလဲဆိုရင်မမြင်တဲ့အရာမမြင်သေးတဲ့အရာ unseen ပေါ့အဲ့ဒါကိုမြင်နိုင်ဖို့အတွက်လှုပ်ဆောင်ပေးတဲ့အရာဖြစ်တယ် the unknown possible ဘာလဲမဖြစ်သေးတဲ့အရာတစ်ခါမှမသိသေးတဲ့အရာကိုကျမတို့ဖြစ်လာဖို့အတွက် hallelujah ကျမတို့အစီအစဉ်ရေးဆွဲတဲ့အရာဖြစ်တယ်မြင်ချင်းဖြစ်အဲ့ဒါကိုကျမတို့ယူပါယုံလို့ခေါ်တာဖြစ်တယ်ဆိုတော့ကျမတို့ဒီနေ့မှာယူပါယုံမရှိတဲ့ခါမှာကျမတို့အသက်တာအသီးသီးမှာကျမတို့ဘာဖြစ်လဲဆိုရင်ရည်ရွယ်ချက်မရှိဘူးဘလို့လမ်းလျှောက်ရမယ်ဆိုတာမသိဘူးဘလို့ခြေလမ်းလိုက်ရမယ်ဆိုတာမသိဘူးကျမတို့ဒီမှာဘာတွေ့ရလဲဆိုရင်နံပါတ်1ချက်က vision gives us a sense of purpose တဲ့နော် vision ကကျမတို့အသက်တာမှာဘာပေးလဲဆိုရင် a sense of purpose ဆိုတာကရည်ရွယ်ချက်ပေးတယ်တဲ့နော်ပန်းတိုင်ပေးတယ်နော်ကျမတို့ဒီမှာဘာတွေ့ရလဲဆိုလူတစ်ယောက်ကရေးထားတဲ့အရာ PK Barnett ဆိုတဲ့လူတစ်ယောက်ကသူရေးထားတဲ့အရာကိုကျွန်မဖတ်ချင်တယ် A man without a vision is a man without a future နော်အနာဂတ်အတွက်ပေါ့နော်ကျွန်တော်တို့ vision မရှိတဲ့လူကအနာဂတ်မရှိဘူးတဲ့နော်အနာဂတ်မရှိဘူးတဲ့A man without a future will always return
to his past အနာဂတ်မရှိတဲ့လူကဘာဖြစ်လဲဆိုရင်အတိတ်ကိုပဲပြန်သွားတယ်ဆိုမှရေးထားတနည်းအားဖြင့်ကျမတို့ vision မရှိတဲ့အခါမှာကျမတို့မှာအနာဂတ်မရှိဘူးအနာဂတ်ပျောက်နေတယ်တဲ့အနာဂတ်ပျောက်တဲ့လူကဘာဖြစ်လဲအတိတ်ကိုပြန်သွားတယ်နောက်ပြန်ဆုတ်တယ်လို့ပြောတာဖြစ်တယ်ပြီးတော့မှ vision is the bridge between the present and the past vision ယူပါယုံကကျမတို့ကိုအခုပြစ္ဆုတ်ပံကာလနဲ့အနာဂတ်ကိုဆက်ပေးတဲ့တရားနဲ့တူတယ်เนาะ vision reveals our destination vision ကျမတို့ရဲ့ရည်ရွယ်ချက်တွေကိုเนาะ vision ယူပါယုံကကျမတို့ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကိုအကောင်ထဲပေါ်ပေးတယ်အာမင်ဟာလေလုယာပြသတယ်ဖွင့်ပြတာဖြစ်တယ်ကျွန်တော် vision ကဘာလဲဆိုရင်မျှော်လင့်ခြင်းနဲ့ပြည့်တာဖြစ်တယ်အနာဂတ်နဲ့မျှော်လင့်ခြင်းနဲ့ဖခင်ရဲ့ပေးတဲ့ vision ကပြည့်စုံတာဖြစ်တယ်အာမင် vision ကဖခင်ရဲ့ဘာလဲဆို planning ဆိုတာဖခင်ရဲ့သူကျမတို့အတွက်ပြင်ဆင်ပေးထားတဲ့เนาะအနာဂတ်အတွက်ပြင်ဆင်ပေးထားတဲ့ planning ရည်ရွယ်ချက်တွေအားလုံးကိုပေါ်ပြတာကို vision လို့ခေါ်တာဖြစ်တယ်အာမင်အဲဒါကြောင့်ကျမတို့ vision ကကျမအသက်တာမှာအရေးကြီးတယ်ကျမတို့ဒီမှာစံစာဖတ်ရအောင်တုတ်တန်ကြခန်းကြီး29အပိုင်ငယ်18မှာပါတွေ့ရလဲဆိုဗျာဒိတ်တော်မရှိလေလူတို့ဒီအကျိုးနဲ့ကြ၏အကျိုးနဲ့ဖြစ်ကြ၏ဗျာဒိတ်တော်မရှိရင် there is no vision the people perish เนาะ where there is no vision the people perish vision မရှိတဲ့နေရာမှာလူတွေကပျက်စီးကြတယ်တဲ့ကျွန်တော်ချင်းလို့ဆိုရင်ကျမတို့ vision မရှိတဲ့မြို့မှာနေရာမှာတိုင်းပြည်မှာလူတွေကကြိုက်တယ်လို့အသက်ရှင်ကြတယ်တနည်းအားဖြင့်သူတို့မှာရွေချက်မရှိတဲ့အတွက်ကြောင့်သူတို့ရဲ့အချိန်ကိုအလကားဟာတာကုံဆုံးခိုင်းကြတယ်သူတို့ရဲ့တက်တာမှာ vision မရှိတဲ့အတွက်ကြောင့်ဥတီယာမဲ့နေတယ်ရောင်ဝါးဝါဖြစ်နေတယ်မရေရာမသေးချာဖြစ်နေတယ်เนาะကျွန်တော် vision မရှိတဲ့အခါမှာဖျားပေးတဲ့ယူပါကိုမရှိတဲ့အခါမှာလူတွေအားလုံးကိုလိုက်ပြီးတော့မှမနာလို့နေတယ်အားချနေသူတို့လိုဖြစ်ချင်နေတယ်တနည်းအားဖြင့်တချို့ကပါလဲဆိုတယောက်ကတချင်းဆိုရင်သူကအဆိုတော်ဆိုင်လိုက်ဖြစ်ချင်တယ် sorry တယောက်ကဘောနော်ကျွန်တော်ဆူရှီလို့အကုန်လုံးလိုက်လုပ်ချင်တယ်ကားကြီးမောင်းအကုန်လုံးလိုက်ကားမောင်းချင်တယ်အမှုတော်ဆောင်လဲအကုန်လုံးစက်စာကြောက်တပြီးဆောင်လိုက်တာပဲဖျားခေါ်တာလဲမဟုတ်ဖျားပေးတဲ့ vision လဲမဟုတ်ဘူးဖျားပေးတဲ့ vision ယူပါယုံမဟုတ်တဲ့အခါမှာလူများလောက်တော်လို့တင်အကုန်လုံးလိုက်လို့တဲ့အခါမှာတင်ကအသက်တာမှာအကျိုးမရှိဘူးတင်အချိန်တွေကိုတင်ဖြုံးနေတာဖြစ်တယ် vision နဲ့တင်မသွားလာတဲ့အတွက်ဖျားပေးတဲ့ယူပါယုံနဲ့မသွားလာတဲ့အတွက်တင်အချိန်တွေကတင်အကျိုးရှိမသုံးနိုင်တော်လို့တင်အချိန်ဖြုံးနေတာ9နှစ်လည်းပြီးသွားတယ်10နှစ်လည်းပြီးသွားတယ်တင်အသက်တာကဒီတိုင်းပဲဖြစ်နေတယ်ဘာကြောင့်လဲဆိုတင်အသက်တာမှာယူပါယုံမရှိလို့ဖြစ်တယ်ဒီနေ့ကျမတို့ယူပါယုံရှိတဲ့လူကသူများပန်းတိုင်ကိုသူများရဲ့ဘဝကိုသူများအလုပ်ကိုစိတ်မဝင်စားဘူးဖျားပေးတဲ့ vision အတိုင်းသူရှောက်လန်းနဲ့ဦးတည်တယ်သွားတဲ့အတွက်ကြောင့်သူများရဲ့ဘာလဲအလုပ်နဲ့နော်သူများရဲ့ mission နဲ့သူများရဲ့ vision နဲ့အလုပ်ရှုပ်မနေဘူးသွားသူများလည်းသွားဘာလဲဒုက္ခမပေးဘူးဘာကြောင့်လဲဆိုသူ့မှာဖျားပေးတဲ့ vision ရှိလို့ဖျားပေးတဲ့ vision ရှိတဲ့လူကအမြဲတမ်းရည်ရွယ်ချက်ပန်းတိုင်ရှိတယ်မာတင်လူသာကင်းကဘာပြောလဲဆို I have a dream ကျွန်တော်မှာ dream vision ရှိတယ်နော်အိမ်မက်ရှိတယ်အဲ့ဒီအိမ်မက်ကသူ့ကိုအဆုံးထိတိုင်အောင်ပို့သွားတာဖြစ်တယ်ဆိုတော့နံပါတ်1ချက်က vision gives us a successful life vision ကနော်ယူပါယုံကကျွန်တော်အသက်တာမှာအောင်မြင်ခြင်းကိုရရှိစေတယ်အောင်မြင်တဲ့အသက်တာကိုပေးတယ်ကျွန်တော်အောင်မြင်ခြင်းတော့အချက်ကဘာလဲဆိုရင် vision ယူပါယုံရှိခြင်းဖြစ်တယ်ကျွန်တော်ယောသအသက်တာမှာဖခင်ကသူ့ကိုအသက်18နှစ်အရွယ်မှာကဘာဦးကျန်း39နှစ်မှာယူပါယုံပေးတာဖြစ်တယ်နော် dream vision ပေးတာဖြစ်တယ်အဲ့ vision ကဘာလဲဆိုရင်သူ့ရဲ့အကိုရီရဲ့ကောက်လိုင်းကသူ့ရဲ့နော်ကောက်လိုင်းရှေ့မှာမတက်ရက်ပြီးတော့မှဗာလဲသူ့ကိုဝိုင်းပြီးတော့မှရှ िख ိုးကြတယ်ဆိုတာကိုတွေ့ရတယ်အဲ့ဒီမှာနောက်တစ်ခု vision ထပ်မြင်တဲ့အရာကဘာလဲဆိုရင်သူ့ရဲ့ရှေ့မှာတဲ့နော်နေလနဲ့တကွကျဲ17လုံးကရှ िख ိုးတယ်ဥညွတ်တယ်လို့ပြောပြန်တယ်အဲ့တဘောကဘာလဲဆိုရင်သူ့ရဲ့အဖေအမေပြီးတော့မှသူ့ညီကိုမောင်နှမတွေကသူ့ရဲ့ရှေ့မှာရှ िख ိုးတယ်ဥညွတ်တယ်အယုသေးပြုတ်တယ်တဲ့အဲ့ဒီ vision ကိုဖခင်ကပေးတဲ့အခါမှာနော်ညီကိုမောင်နှမတွေကလည်းနားမလည်နိုင်မိသားစုသူ့အဖေနဲ့အမေတင်နားမလည်နိုင်ဘူးဒါပေမဲ့အဲ့ဒီ vision ကသူ့အသက်တာမှာအောဘွေရအောင်မြင်တဲ့အသက်တာတနည်းအားဖြင့်ဒုတိယဘယင်ဖြစ်တဲ့တိုင်အောင်ဖခင်သခင်ကသူ့ရဲ့ vision ယူပါယုံကိုပြည့်စုံပြီးတော့မှဖခင်ကအောင်မြင်ခြင်းပေးတယ်သူဒုတိယဘယင်ဖြစ်လာဖို့အတွက်ဖခင်သခင်ကသူ့ကို vision ပေးခဲ့တာဖြစ်တယ်အဲ့ဒီ vision ကပြည့်စုံလာတာဖြစ်တယ်
那这么的大嘛，有把用的 vision 的，那个အတွက်ဖယားကကျမတို့ကိုစပြီးတော့မှမြင်စေခြင်းနဲ့ amen hallelujah ဒီအနာဂတ်အတွက်ဖယားကများစွာသောအရာတွေကိုပြင်ဆင်ပေးထားတယ်ဒါပေမဲ့သင်မြင်တဲ့အရာကိုပဲသင်ရမှာဖြစ်တယ်ဆရာတယောက်က what you see is what you get သင်ရမယ့်အရာကတဲ့ဗာလဲဆိုသင်မြင်တဲ့အရာကိုပဲသင်ရမှာဖြစ်တယ်တဲ့နော်အဲ့ဒါရှိုးဆက်နှစ်ယောက်ကိုမောရှေကပြောတယ်တွားပြီးတော့မှခါနန်ပြည်တွားစုံစမ်းပါတွားဆူဆန်းခိုင်းတယ်ဒါတွားဆူဆန်းတဲ့အခါမှာနော်10ယောက်တော့သူတွေကပြောလဲဆိုရင်ဒီခါနန်ပြည်ကတော့ကောင်းပါတယ်နှုတ်နဲ့ပြားရည်စီးပါတယ်လူတွေကလည်းအယံဝနော်ထွားကြိုင်းကြတယ်နော်အယံကိုနော်စားစရာကလည်းဝပြောလို့ပဲအယံကောင်းပါတယ်ဒါပေမဲ့နော်ဒါပေမဲ့ဆိုတိုင်းနဲ့သူတို့ပြန်လာကြတယ်ဒီယာကိုသူတို့ရရှိမဲ့မြေသူတို့ပိုင်ဆိုင်ရမဲ့မြေသူတို့ရရှိမဲ့သူတို့ရဲ့အမွေလို့သူတို့မတတ်မှတ်ဘူးမမြင်မဲ့နဲ့နော်သူတို့ပြန်လာကြတယ်ဒါပေမဲ့ယောရှုနဲ့ကာလတ်ကတော့အဲ့ဒီမြေကိုသူတို့ဗာမြင်လဲဆိုရင်ခါနာန်မြေကိုသူတို့နင်းတဲ့အခါမှာအဲ့ဒီမှာနှုတ်နဲ့ပြားရည်စီးတဲ့အဲ့ဒီခါနာန်မြေကဂတိတော်မြေကငါတို့အတွက်ဖြစ်တယ်ဆိုတော့သူတို့စမြင်လာကြတယ်ပြီးတော့မှလူတွေကတော့ကောင်းကြီးပါတယ်ဟုတ်ပါတယ်ဒါပေမဲ့သူတို့ကိုဘုရားကအောင်မြင်ခြင်းကိုပေးမယ်ချစ်ချင်းထပြီးတော့မှတိမ်ပိုက်ကြပါဆိုပြီးတော့မှမွတ်ဆိုလိုက်သေးတယ်တနည်းအားဖြင့်သူတို့ကဘုရားခင်ပေးမဲ့အရာဖြစ်တယ်ဆိုတာကိုကြိုတင်မြင်ခြင်းနော်ဝိညာဉ်မျက်စိနဲ့ယုံကြည်ခြင်းနဲ့သူတို့ကြိုတင်မြင်နိုင်ခြင်းအားဖြင့်သူတို့အသက်တာမှာတကယ်ပဲရရှိပိုင်ဆိုင်ရတယ်ကျန်တဲ့မယုံကြည်တဲ့လူတွေသူတို့ရဲ့ generation တွေသူတို့တွေအားလုံးကတောထဲမှာတည်ဆုံးသွားပေမဲ့ခါနန်ပြည်ကိုသူတို့မမြင်လိုက်ရပေမဲ့နော်ယောရှုနဲ့ကာလက်ကသူတို့အနာဂတ်မှာဖျားပြင်ဆင်ပေးမယ့်အရာကိုကြိုတင်မြင်ခြင်းအပြင်သူတို့တကယ်ပဲအဲ့ဒီဂတိတော်မြင်မှာဟာလေလုယာကောင်းစားရတဲ့ခွင့်ကြွယ်ဝရတဲ့ခွင့်တားဆင်မြင့်ဆက်အဲ့ဒီအမွေကိုဆက်ခံရတဲ့ခွင့်ကိုဖျားကပြင်ဆင်ပေးတယ်ဘာကြောင့်လဲဆိုတော့သူတို့ကမြင်ထားလို့ဖြစ်တယ်အာမင်တေတတာမှာအနာဂတ်မှာဖျားကပြင်ဆင်ပေးထားတာတွေအများကြီးရှိတယ်ဒါပေမဲ့သင်မမြင်နိုင်တဲ့အရာတွေကသင်ရမှာမဟုတ်ဘူးဒီနေ့ဖခင်ရှင်ကအထူးပဲကောင်းကြီးပေးပါစေအာမင်ဟာလေလုယာတွန်းပြတွန်း the picture amen ဒီနေ့မှာကျမတို့ရဲ့မြင်တွေ့ရမယ့်အရာတွေဖခင်သခင်ကအောပွဲရာဟာလေလုယာပြင်ဆင်ပေးထားတာဖြစ်တယ်အနာဂတ်အတွက်အများကြီးပြင်ဆင်ပေးထားတာဖြစ်တယ်ဖခင်သခင်ကအဲ့ဒီပြင်ဆင်ပေးထားတဲ့အရာတွေကိုကျမတို့ယုံကြည်ခြင်းမျက်စိနဲ့မြင်တတ်ဖို့အတွက်ဖခင်ကအလိုတော်ရှိတယ်။သင်အဲ့လိုစပြီးတော့မှမြင်တွေ့ခြင်းအပြင်သင်အသက်တာမှာအောပွဲသောဖခင်ရဲ့အလုပ်လုပ်တဲ့အရာတွေကိုသင်စပြီးတော့မှမြင်တွေ့ရတဲ့ခုကိုဖခင်ကပြင်ဆင်ပေးမှာဖြစ်တယ်။အရောက်စီတိုင်းဖခင်ကောင်းကြီးပေးပါစေ။အာမင်ဟာလေလုယာ။သင်မြင်ထားတဲ့အရာကိုပဲသင်သိမ့်ပတ်ရမှာဖြစ်တယ်။ရုပ်မြင်ရတလားမသိနော်ရုပ်picture adjust picture yeah camera okay ကျမတို့အတန်လာသေးလားမသိနော်အတန်တော့လာသေးတယ်ထင်တယ်လို့ခဏလေးစောင့်ပေးပါကျမတို့ကင်မရာလေးနည်းနည်းလေးလိုအပ်နေသေးတယ်ခဏလောက်နော် vision ကျမတို့မြင်ရလို့ရအောင်လို့ကျမတို့ခဏလေးကင်မရာလေးနည်းနည်းချိန်လိုက်အောင်မယ်နော်ကျမတို့အတန်လာသေးလားမသိနော် okay ကျမတို့ဒီမှာဗာပြောလဲဆိုရင်okay ကျမတို့ဒီမှာရုပ်ပြန်မြင်ရမှာဖြစ်တယ်လို့ခဏလေးစောင့်ပေးပါလို့ okay okay ကျွန်တော်ဒီမှာ vision ကိုကျွန်တော်တို့ဗာတွေ့ရလဲဆိုရင်နံပါတ်1ချက်ကဗာလဲဆိုရင် vision gives us a purpose vision ကျွန်တော်တို့ရဲ့ယူပါယုံကเนาะယူပါယုံကကျွန်တော်အသက်တာမှာယူရချက်ကိုပေးတယ်နံပါတ်2ကဗာလဲဆိုရင် vision ကကျွန်တော်တို့ကို successful life ဆိုတာကအောင်မြင်ခြင်းအသက်တာကိုပေးတယ်เนาะပြီးတော့မှနံပါတ်3ချက်ကဗာလဲဆိုရင် vision gives us motivation ကျွန်တော် vision ရှိလာတဲ့အခါမှာယူပါယုံရှိလာတဲ့အခါမှာကျွန်တော်တို့ကိုဖခင်ခင်ကဘာလို့စေလဲဆိုရင်motivation ဆိုတာကကျမတို့ကိုခွန်အားပေးတယ်တက်ကြွစေတယ်เนาะကျမတို့ကိုရှေ့တိုးဖို့အတွက်ခြေလန်းလန်းရဲဖို့အတွက်ခွန်အားကိုပေးတယ်အာမင်တွန်းအားပေးတယ်အနောက်ကနေကျမတို့ကိုတွန်းပို့ပေးတာဖြစ်တယ်ကျမတို့ယူပါယုံရှိတဲ့အခါမှာကျမတို့အသက်တာမှာအသက်ရှင်ဖို့အတွက်အားရှိတယ်
ခါလေးကျန်တင်မနဲ့ထားလာတဲ့ခါမှာအာအင်ချိုးတဲ့နေတယ်နော်ဟိုအာအင်ချိနေတယ်အေးရမထားချင်ဘူးမျောလင်းချင်မဲ့တလို့ခံစားရတယ်အယံပြင်းသလိုအားငယ်သလိုနော်သင်ခံစားရတယ်။ဘာကြောင့်လဲဆိုရင်သင်အသက်တာမှာ vision ယူပါယုံမရှိလို့ဖြစ်တယ်။ဒါပေမဲ့ယူပါယုံရှိတဲ့လူကမနဲ့ထတဲ့ခါတိုင်းမှာအမြဲတမ်းလမ်းစားနေတယ်။ငါဒါလုပ်ရမယ်ဒါလုပ်ရမယ်နော်။နော်ယူပါယုံရှိတဲ့လူကဘာလဲဆိုရင်ပြင်းတဲ့အချိန်မရှိဘူး။ယူပါယုံရှိတဲ့လူကသူအိတ်တစ်ချိန်လုံးအိတ်နေဖို့အချိန်မရှိဘူး။စူးစမ်းအားထုတ်ဖို့သူတို့စူးစမ်းတယ်။တခုခုသူလုပ်ရမယ့်အရာပန်းတိုက်တော့သူအာယုံပြုတယ်။ပြေးတာဖြစ်တယ်။ပြင်ဆင်တာဖြစ်တယ်။အာမင်ခြေလန်းလန်းတာဖြစ်တယ်နော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာမှာ vision ကကျွန်တော်တို့ကိုနော်အသက်ရှင်ဖို့အတွက်လန်းဆန်းစေတယ်တက်ကြွစေတယ်ခွန်အားပေးတယ်တွန်းပို့ပေးတာဖြစ်တယ်ဒါကြောင့်ကျွန်တော်အသက်တာမှာ vision ရှိလာတဲ့အခါမှာအကောင့်ထဲပေါ်ဖို့တဲ့ကျွန်တော်တို့အမြဲတမ်းပြင်ဆင်နေတာဖြစ်တယ်အချိန်ကိုအလကားဟတ်တာဖြုံးဖို့အချိန်မရှိဘူးတချို့ကနော်လူတိုင်းကိုလိုက်ပါပြီးတော့မှအတင်းပြောနေတာတွေရှိတယ်တယောက်ပြီးတယောက်ကိုကျွန်တော်တို့အတင်းပြောတာတွေရှိတယ်စကားတွေသွားပြောတယ်ဖုန်းတွေဆက်ပြီးတော့မှဟိုအကြောင်းဒီအကြောင်းသွားပြောနေတယ်ဘာကြောင့်လဲသူတို့အချိန်သုံးဖို့မှသူတို့မသိတာလူတိုင်းကိုလိုက်ပြောနေနော်Facebook မှာလည်းနေရောညရောကြီးနေတယ်ထိုင်းနေတယ်ဘာကြောင့်လဲဆိုတော့သူတို့မှာ vision မရှိတဲ့အခါမှာပြင်ဆင်ဖို့အတွက်မရှိဘူးလေအချိန်အလကားကုန်သွားတယ်ဒါပေမဲ့ဒီနေ့ vision ရှိတဲ့လူကလေသူများအတင်းပြောဖို့လည်းအချိန်မရှိဘူးနော်ပြီးတော့မှမလဲထိုင်ပြီးတော့မှနော်ဘာလို့လဲဖုန်းကိုဟိုပုတ်ဒီပုတ်အချိန်မရှိဘူးအားကိုမအားတာဒါကြောင့် vision ရှိတဲ့လူကဒီနေ့အငြိမ်မနေဘူး vision ရှိတဲ့လူကသူ့အချိန်မဖြုံးဘူးဒီနေ့ကျွန်တော်တို့ vision ရှိတဲ့လူကကျွန်တော်တို့အသက်တာမှာစူးစမ်းခြင်းစိတ်ရှိတာဖြစ်တယ်အာမင်ကျွန်တော်အသက်တာမှာဒီ2000ခုနှစ်မှာဘုရားကကျွန်တော်ဘာ vision ပေးတယ်လဲဆိုရင်အကားအဖွဲ့တစ်ခုဖွဲ့ဖို့เนาะကျွန်တော်အကားရှိပြီးသားအဖွဲ့ဖြစ်တယ်ဒါအဲ့ဒါကျွန်တော်နာမည်ပေးကြတယ်အဲ့ဒီအဖွဲ့လေးကိုစပြီးတော့မှဘုရားကပြုစုပြောထောင်ဖို့အတွက် vision ပေးလာတယ်အဲ့ဒီယူပါယုံကပါလဲဆိုရင်ကျွန်တော်အကားအဖွဲ့လူငယ်လေးတွေမိန်းကလေးတွေကြီးပဲကျွန်တော်တို့အကုန်လုံးပါဝင်တာဖြစ်တယ်အဲ့ဒီမှာသူတို့ကိုတကယ်ပဲတနေ့ကြရင်သူတို့အကားအဖွဲ့မှာပါယုံတာမဟုတ်ဘဲနဲ့ခေါင်းဆောင်ကောင်းတွေဖြစ်လာဖို့နေရာအသီးသီးမှာဘုရားအသုံးပြုတဲ့လူတွေဖြစ်လာဖို့အတွက်ကျွန်တော် vision ဘုရားကပေးလာတယ်သူတို့ကိုစပြီးတော့မှဖခင်ကဘာလို့စန်းစာသင်ခိုင်းနေဆူတောင်းပေးတယ်သူတို့နဲ့အတူတူကအစာရှောင်တယ်ပြီးတော့မှကျမတို့vision ဖခင်ကဘာထပ်ပေးလဲဆိုရင်မြန်မာပြည်မှာတခါမှမရှိဘူးသေးတယ်เนาะတကယ်ပဲဖခင်ကကောင်းကြီးပေးတယ်เนาะအက VCD တခုဘုရားသခင်ကထုတ်ခိုင်းမယ်ဆိုတော့ကျွန်တော်တို့မှာယူပါယုံရှိတယ်ငွေကြေးရှိလို့မဟုတ်ဒါပေမဲ့အဲ့ယူပါယုံကကျွန်တော်တို့ကိုနေ့တိုင်းမှာလို့အကကျင့်စေတယ်เนาะအကအကွက်တွေထွင်ကြတယ်ကျင့်ကြတယ်ဆုတောင်းကြတယ်ဘုရားမျက်မှောက်တော်ထဲမှာကျွန်တော်တို့ဖရားစီမှာကျွန်တော်တို့အချိန်ယူကြတယ်ကျွန်တော်အကဖွဲ့နာမည်ကိုဘုရားက Sparrow Dance Group လို့ကျွန်တော်တို့ပေးတာဖြစ်တယ် Sparrow Dance Ministry ကို2000ခုနှစ်မှာဘုရားကအစပြုခွင့်ကိုဘုရားကပေးတယ်ကျွန်တော် vision တွေကိုကျွန်တော်တို့စူးစမ်းကြတယ် vision ရှိတဲ့အတွက်ကြောင့်မနေ့9နာရီဆိုရင်ကျွန်တော်တို့ရန်ကုန် Full Gospel အသင်းတော်မှာကျွန်တော်တို့9နာရီ10နာရီဆိုဖျားချောင်းသွားကြပြီတနေ့ကိုအကားကျင်းကြတယ်ဆူတောင်းကြတယ်နော်ပြီးတော့မှညမှာကျွန်တော်တို့အိမ်ပြန်ရောက်တယ်နော်အလုပ်သွားလုပ်တာလည်းမအမှုတော့သွားဆောင်တာအကားသွားကျင်းတာတခါလေကြာစားစရာတော့မရှိအစာငတ်တဲ့ချိန်လည်းများကျွန်တော်တို့အသက်တာမှာဒါပေမဲ့စူးစမ်းကြတယ်အဲ့ဒီ vision တကွကျွန်တော်တို့ကိုခွန်အားပေးတယ်တွန်းအားပေးတယ်အဲ့ဒီတိုင်းပဲဖခင်ကတကယ်ပဲကောင်းကြီးပေးကျွန်တော်တို့ vision 2009ခုနှစ်မှာ2009ခုနှစ်မေလမှာဖခင်ကအက VCD မြန်မာပြည်မှာတခါမှမရှိပိုးတဲ့ခရစ်ယာန်ပေါ့နော်အကတွေကြီးပဲစုစည်းထားတယ်ဘုရားသခင်နဲ့ကတဲ့ VCD ကိုဘုရားသခင်က volume 1စာထုတ်ခွင့်ကိုပေးတယ်နောက်နေ့မှာ volume 2 volume 3ထိကျွန်မထုတ်ခွင့်ရတယ်ပြီးတော့ကျွန်မမရှိတဲ့အခါမှာလည်းဆက်ပြီးတော့မှကျွန်မအကအဖွဲ့တွေကဆက်ပြီးတော့မှထုတ်သွားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အကအဖွဲ့ vision ကိုဘုရားကတကယ်ပဲပြည့်စုံရတဲ့ခွင့်ပြီးနောက် vision တစ်ခုကပါလဲဆိုရင်သူတို့ကျွန်တော်တို့မရှိတော့တဲ့အခါမှာလည်း generation တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းသွားမယ်လို့ကျွန်တော်တို့ vision ရှိတဲ့အတိုင်းပဲ2000ခုနှစ်မှာအစပြုခဲ့ပေမဲ့အခု2026ခုနှစ်26နှစ်တိုင်ရှိနေပြီเนาะဖခင်ကကျွန်တော်တို့ရဲ့ Sparrow Dance Ministry ကိုဆက်ပြီးတော့မှရှင်တန်ခွင့်ကိုပေးတယ်26နှစ်လုံးလုံး generation to generation เนาะမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းပြီးတော့အခုချိန်မှာကားတဲ့လူတွေဆိုရင်ကျွန်တော်အရင်ကလူဟောင်းတွေထက်တော့အရန်တော်တာဖြစ်တယ် idea ကောင်းတယ် talent ရှိတယ်ဖခင်ကသူတို့ကိုတကယ်အရေးချင်းနေပေးထားတာဖြစ်တယ်ဖခင်ကလည်းနေရာအသီးသီးမှာသူတို့ကိုအသုံးပြုနေတာဖြစ်တယ်ဆိုတော့ဖခင်ကအဲ့ဒီပေးတဲ့ယူပါယုံကိုဘုရားသခင်ကကျမတို့ကိုဟာလေလုယာပြင်ဆင်ပေးတဲ့အခါမှာကျမတို့မနာမနေဘဲနဲ့ကြိုးစားကြတာဖြစ်တယ်။ဒီနေ့ကျမတို့ vision ကကျမတို့ကိုတွန်းအားပေးတယ်။အဲ့အတိုင်းပဲကျမတို့ကိုတကယ်ပဲအောင်မြင်ခြင်းခွင့်ကိုဘုရားကပြင်ဆင်ပေးတာဖြစ်တယ်။ဘုရားနာမကပါအဆက်ဆက်ပုံကြည်ပါစေ။
ဒါဆိုကျွန်တော်အသက်တာမှာအဲ့ဒီ vision ကကျွန်တော်တို့အောင်မြင်ခြင်းအသက်တာပေးတယ်တွန်းအားပေးတယ်ခွန်အားပေးတယ်အဲ့ဆိုအဲ့ဒီ vision တွေကျွန်တော်တို့ပြည့်စုံဖို့အတွက် vision တွေကျွန်တော်တို့ဘယ်လုပ်ရမလဲဆိုတဲ့အရာကိုကျွန်တော်တို့ဆွေးနွေးရအောင်နံပါတ်1ချက်ကပါလဲဆို vision မရှိသေးဘူးသင်သက်တာမှာဘယ်လိုခြေလှမ်းလိုက်ရမယ်9နှစ်မှာ10နှစ်မှာတော့ဒီတစ်နှစ်အတွင်းမှာဘယ်လိုခြေလှမ်းလိုက်ရမယ်ဆိုတော့ကိုမသိသေးဘူးဆိုရင်နံပါတ်1ချက်ကသင်ကိုဘာလုပ်စေချင်လဲဆိုဆုတောင်းပါဖခင်ကဆုတောင်းတဲ့အခါမှာပေးနိုင်တာဖြစ်တယ်။ယာကုပ်ခန်းကြီး4အပိုက်ငယ်2နော်နံပါတ်1 B မှာပြောထားလဲဆိုရင်ခါကွင်းမှာပြောထားတယ်သင်တို့မတောင်းလို့မရတာဖြစ်တယ်တဲ့နော်ဆုတောင်းပါလို့ပြောတာဖြစ်တယ်တောင်းမယ်ဆိုရမယ်ငါရဲ့နာမနော်ယေရှုရဲ့နာမကိုအမိပြုတယ်သင်တို့တောင်းချင်သမျှကိုတောင်းပါတဲ့အဲ့ဒါဆိုသင်တို့ရမယ်ကျွန်တော်တို့တက်တာမှာဆုမတောင်းတဲ့အရာအတွက်ကျွန်တော်တို့မရတဲ့အရာတွေအများစွာရှိတာဖြစ်တယ်ဒီနေ့သင်ရဲ့ဆုတောင်းတဲ့အရာကိုဘုရားကစောင့်နေတာဖြစ်တယ်အနာဂတ်အတွက်ဘုရားကသင်ကိုအကြံစီတွေယူပါယုံတွေအများကြီးပြင်ဆင်ပေးပြီးသားဖြစ်တယ်သင်ဘက်ကနေဘာလုပ်ရမလဲဆိုဆုတောင်းရမှာဖြစ်တယ်ကိုတော့ကျမကိုယူပါယုံပေးပါကိုတော့ကျမကိုယူပါယုံကျမခြေလန်းလန်းရမယ့်အရာကျမပန်းတိုင်ကိုကိုတော့ဖွင့်ပြပေးပါကိုတော့အကြံစီတော်ကိုနားလည်ခြင်းတယ်လို့ပြောတယ်ဆုတောင်းတယ်ဆိုရင်ဘုရားသခင်ကဖွင့်ပြခြင်းတော်ဘုရားဖြစ်တယ်ပေးခြင်းတော်ဘုရားဖြစ်တယ်ဟာလေလုယာသင်ကိုပြသခြင်းတာဖြစ်တယ်ဟာလေလုယာသင်ကိုအပြည့်ပေးခြင်းတာဖြစ်တယ်မရမချင်းပြမျက်မှောက်တော်ထဲမှာဒူးထောက်ကိုးကွယ်နေနှုတ်ကပတ်တော်ဖတ်ရင်းနဲ့သင်တကယ်ပဲတိုးဝင်လာတဲ့အခါမှာဘုရားကသူ့ရဲ့မျက်မှောက်တော်ထဲမှာသူ့ရဲ့အတန်တော်ကိုကြားစီမှာဖြစ်တယ် vision နဲ့စပေးလာမှာဖြစ်တယ်အာမင်ဟာလေလုယာဒီနေ့သင်ကြီးမားသောယူပါယုံတွေကိုသင်စပြီးတော့မှပြောပါအာမင်ဟာလေလုယာဆုတောင်းပါကိုတော့ကြီးမားတဲ့ယူပါယုံကိုပေးပါလုံးဝဘုရားကိုအာမနာပါနဲ့အကန့်အသတ်မလုပ်ပါနဲ့ဘုရားကတကယ်ပဲကြီးမားသောယူပါယုံကိုပြင်ဆင်ပေးနေတာဖြစ်တဲ့ dream big ဟာလေလုယာယူပါယုံကြီးထားလိုက်ပါယူပါယုံကြီးပေးပါလို့ဆုတောင်းလိုက်ပါဒီနေ့ကျမတို့တိုးချောင်းသားဘဝကနေဘယင်ဖြစ်စေနိုင်တဲ့နော်ဒေးဗစ်အသက်တာမှာဒါဝိဒ်အသက်တာမှာဘယင်ဖြစ်စေနိုင်တဲ့သူဖြစ်တယ်အာမင်ကျမတို့ကျွန်ဘဝနော်ဒါယေလတို့ပြီးတော့မှကျွန်ဘဝဖြစ်တဲ့ဘသူတွေလဲဂျိုးဆက်ယောသအသက်တာမှာဖယားကနန်တွင်ထဲမှာယာထူးနဲ့ဖယားကပြင်ဆင်ပေးဘဝကိုလုံးဝတခြားစီပဲဖယားခင်ကသူတို့ရဲ့အခြေအနေနော်သူတို့ရဲ့အတိုင်းဝိုင်းသူတို့ရဲ့ background သူတို့မိသားစုအခြေအနေကြည့်ပြီးတော့မှယူပါယုံပေးတဲ့ဖယား dream ပေးတဲ့ဖယားမဟုတ်ဘူးဖယားကသူ့ရဲ့တတ်နိုင်ခြင်းသူလှုပ်ဆောင်နိုင်ခြင်းအပေါ်မှာယူပါယုံပေးသောဖယားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့သင်ရဲ့အသက်တာမှာယူပါယုံကြီးသာတောင်းလိုက်ပါကိုရောကျမရဲ့ဟာလေလုယာအသက်တာအတွက်အနာဂတ်အတွက်ယူပါယုံအကြီးပေးပါယူပါယုံပြပါအာမင်ယေရှုလည်းမှာကိုခန်းကြီးတဲ့အပိုင်းငယ်35မှာတွေ့ရတခြားနေရာမှာလည်းတွေ့ရတယ်တိတ်ဆိတ်သောအရာမှာသွားပြီးတော့မှဖယားနဲ့စကားပြောတယ်ဖယားနဲ့စကားတိအတွင်းခန်းထဲကနေပြီးတော့မှဖယားရဲ့ခြေတော်ရင်းမှာအာမင်ဘသူမှမမြင်တဲ့နေရာမှာဖယားစီမှာတင်တောင်းတဲ့ယူပါယုံကိုဖယားကတင့်ကိုပြင်ဆင်ပေးမှာဖြစ်တယ်သင်အဲ့ဒီအတွက်သင်နှလုံးသားကိုစပြီးပြင်ဆင်မှာနှိမ်ချစွာနဲ့ဖယားခြေတော်ရင်းမှာတိုးဝင်တော်သူတွေအတွက်ဖယားကယူပါယုံပေးမှာဖြစ်တယ်နံပါတ်1ချက်ကဘာလဲဆိုရင် write down your vision သင်ယူပါယုံဖယားကတင့်ကိုစပေးလာတဲ့အခါမှာသင်ရေးချလိုက်ပါတယ်နော်ဟာဘကုတ်အခန်းကြီး1အပိုက်ငယ်2နဲ့3ကိုကျွန်တော်တို့ကြည့်ရအောင်ဟာဘကုတ်အခန်းကြီး2အပိုက်ငယ်2နဲ့3မှာကျမတို့ဗာတွေ့ရလဲဆိုရင်ထာဝရဘုရားကလည်းဖတ်တော်သူသည်ပြေးလျက်ဖတ်နိုင်အောင်ဗျာဒိတ်ယူပါယုံကိုသင်ပုံးပေါ်မှာအခရာတင်၍ရေးမှတ်လောတဲ့နော်ကျမတို့အခရာတင်ပြီးတော့မှစလုံးအကြီးကြီးနဲ့သင်ပုံးပေါ်မှာပြေးတဲ့လူတွေကတော့မြင်နိုင်ဖို့အတွက်ရေးချပါ write down your vision နော်ကျမတို့ vision တွေကိုကျမတို့အသက်တာမှာရေးချဖို့လိုအပ်တယ်တဲ့နော်ဆရာတယောက်ကဘာပြောလဲဆိုရင်တဲ့ vision เนาะကျွန်တော်တို့အသက်တာမှာ vision မရှိတဲ့အခါမှာเนาะကျွန်တော်တို့အသက်တာမှာရေးချစရာမရှိတဲ့အခါမှာခြေလန်းလန်းဖို့မရှိဘူးဘုရားက vision ပေးလာပြီဆိုရင်သင်အသက်တာမှာရေးချလိုက်ပါတဲ့အဲလူတွေမြင်တဲ့နေရာမှာသင်မြင်တဲ့နေရာမှာရေးချလိုက်ပါသင်ပုံးပေါ်မှာတော်လကောင်းပြီးတော့မှသင်ရဲ့ဖုန်းပေါ်မှာတော်လကောင်းကွန်ပျူတာပေါ်မှာတော်လကောင်းသင်ရဲ့ရေခဲတက်တာမှာတော်လကောင်းရေးချပြီးတော့မှသင်မြင်တဲ့နေရာမှာကတ်လိုက်ပါတယ်เนาะကျွန်တော်တို့ဒီရေးချတဲ့အရာကအရင်ရေးကြည့်တဲ့အရာကဘာလဲဆို vision must be visible vision ယူပါယုံဆိုတဲ့အရာကမြင်ရမယ်တဲ့เนาะသင်မရေးမချင်းကเนาะimagination စိတ်ကူးပဲဖြစ်နေတယ်ပုံဖော်နေတာပဲဖြစ်တယ်မတင်ရေးတဲ့ယူပိုင်ကိုတင်ရေးချလိုက်တဲ့အခါမှာအဲ့ဒီအရာကအကောင့်ထဲစပြီးတော့မှပေါ်လာမှာဖြစ်တယ်မြင်ရလာမှာဖြစ်တယ်အာမင်ပြီးတော့မှအဲ့မှာတင်ဖြစ်လာတော့မယ်ဆိုတဲ့အရာဖြစ်လာဖို့အတွက်တင်က permission ခွင့်ပြုချက်ပေးလိုက်တာဖြစ်တယ်တင်ရေးချတဲ့အခါမှာတဲ့တင်ရေးချတဲ့အခါမှာငါရဲ့ဘဝမှာတကယ်ဖြစ်လာမယ်ဆိုတဲ့အရာကိုတင် hallelujah ယုံကြည်ခြင်းနဲ့တင်ရေးဆွဲပြီးတော့မှအကောင့်ထဲပေါ်လိုက်တာစပြီးတော့မှလှုပ်ရှားလိုက်တာဖြစ်တယ်
ဆိုဒီနေ့ကျွန်တော်အသက်တာမှာ9နှစ်မှာ10နှစ်မှာတော့ဒီတစ်နှစ်အတွင်းမှာသင်လှုပ်ဆောင်ရမယ့်အရာတွေအတွက်ဖခင်စဖွင့်ပြလာပြီဆိုသင်မြင်ရတဲ့နေရာမှာနော်သင် ministry အတွက်သင်မိသားစုအတွက်သင်ရဲ့ business အတွက်သင်ကျမ်းမာရေးအတွက်သင်အလုပ်ကိုင်အတွက်သင်ပညာရေးအတွက်ဖခင်ဖွင့်ပြတဲ့အရာတွေကိုသင်ရေးချလိုက်ပါအာမင်ဟာလေလုယာသင်မြင်ရတဲ့နေရာမှာထင်ရှားစွာနဲ့ရေးချလိုက်ပါဆိုတော့ဒီနေ့ကျွန်မအားပေးခြင်းနဲ့ Joel Austin ကသူ့ရဲ့အဖေကသူငငယ်တုန်းကဘာလုပ်လဲဆိုရင်တဲ့နော် International Lakewood Church ဆိုပြီးတော့မှဘုရားကျောင်းရဲ့ဘာနာမည်ကိုအကြီးကြီးသူ blue color ဆိုင်ဘုတ်ချင်းနဲ့သူရေးတယ် international လို့သာပြောတာတဲ့နော်အဲ့ဒီမှာ Lakewood Church ဘုရားကျောင်းကဘုရားကလူတောင်းနဲ့ချီပြီးတော့မှဘုရားကပို့ဆောင်ပေးမယ်လို့သာပြောတာဒါပေမဲ့အဲ့တုန်းကသူရေးချတော့ကလူ69ယောက်ပဲရှိတယ်တဲ့နမလုံးဝအားမငယ်ပဲနဲ့ तू အမြဲအပတ်တိုင်းမှာအဲ့ဒါကိုဖတ်နိုင်ဖို့အတွက်လာတဲ့လူတိုင်းကဖတ်နိုင်ဖို့အတွက်မြင်ရတဲ့နေရာမှာ तू အကြီးကြီးကတ်ထားတယ်အခုတကယ်ပဲเนาะသူရဲ့ ယူပါယိုအတိုင်းပဲ Lakewood เนาะ International Lakewood Church ကတကယ်ပဲကျွန်တော်အမေရိကမှာအကြီးဆုံးအသင်းတော်ထဲမှာလဲပါတာဖြစ်တယ်တကယ်ပဲ Mega Church တစ်ခုထဲမှာကျွန်တော်တို့စပြီးပါတာဖြစ်တယ်ဖခင်ကသူ့ရဲ့ယူပါယိုကိုထင်ရှားစွာရေးချခြင်းအပြင်ဖခင်ကအကောင့်ထဲပေါ်ပေးတာဖြစ်တယ်ပြီးတော့မှနောက်တစ်ယောက်ကလင်မယား2ယောက်ရှိတယ်เนาะနောက်တစ်ခါလင်မယား2ယောက်ကခလေးမရနိုင်ဘူးတဲ့အဲ့ဒီမှာသူတို့ကဒိုင်ပါလက်ဆောင်ရလာတာကိုတွေ့ရတယ်အဲ့ဒိုင်ပါကိုသူတို့ဘာလို့လဲနေ့တိုင်းမြင်နိုင်ဖို့အတွက်စပွဲပေါ်မှာတင်ထားတယ်တဲ့အဲ့ဒီမှာလူတိုင်းကလာတဲ့ခါမှာမေးကြတယ်ဘာလို့ကျွန်မတို့ဖခင်ကခလေးပေးဖို့ယူပါယုံရှိတယ်လို့ပြောတယ်တဲ့အဲ့ဒါနဲ့အနှစ်20ကြာလာတဲ့ခါမှာတကယ်ပဲသူတို့ယူပါယုံအတိုင်းပဲခလေး2ယောက်ရသွားတာကိုတွေ့ရတယ်ဆိုတော့သူတို့မြင်ရတဲ့နေရာမှာသူတို့ယူပါယုံကိုရေးဆွဲခြင်းအဖြစ်เนาะသူတို့နေ့တိုင်းအဲ့ဒီဟာကသူတို့ကိုခွန်အားပေးတယ်ဆုတောင်းစေတယ်စ조사စေတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ယူပါယုံတွေကိုရေးချလိုက်ပါမရှက်မကြောက်ပဲနဲ့ရေးချလိုက်ပါအာမင်ဖခင်ကောင်းကြီးပေးပါစေ Hilton Hotel ကိုပိုင်တဲ့ပိုင်ရှင်တယောက်ကပိုင်ရှင်ကဘာလဲဆိုအရင်တော့ကသူကအရင်စင်းရဲတယ်အိမ်လာခတော့မပေးနဲ့အကျွေးပတ်ပတ်လည်းရှိတဲ့လူတယောက်ဖြစ်တယ်မတရက်သူ hotel တစ်ခုသွားတဲ့ခါမှာhotel ပုံလှလှလေးကိုစပွဲပေါ်မှာသူတွေ့တယ်တဲ့အဲ့ဒီမှာသတင်းစာမှာဖြတ်ပြီးတော့မှသတင်းစာကနေဖြတ်ပြီးတော့မှအဲ့ဒီຢာကိုသူတွေ့ရတဲ့စပွဲပေါ်မှာနေ့တိုင်းသူတွေ့ရတဲ့စပွဲမှာအောက်မှာကတ်ထားတယ်တဲ့ပြီးတော့မှနေ့တိုင်းအဲ့ဒီຢာကိုသူဖတ်တယ်ပေါ့နော်ဖတ်ပြီးတော့မှကြည့်ပြီးတော့မှတနေ့တော့ခါမှာဒီလိုမျိုးဟိုတယ်ကပိုင်ဆိုင်ရမယ်ဆိုပြီးတော့မှ तू ကြည့်တယ်တဲ့เนาะနေ့တိုင်းအဲ့ဒါ तू နဲ့ तू အမြဲတမ်း remind ပေးတယ်အဲ့ဒါနဲ့တရက်တော့ခါမှာတကယ်ပဲဖယားခင်ကသူ့ရဲ့အိမ်မက်ယူပါယုံကိုပြည့်စုံစေပြီးတော့မှတကယ်ပဲအခုချိန်မှာ Hilton ဆိုတဲ့ hotel เนาะနေရာအသီးသီးမှာတကယ်ပဲနာမည်ကြီးတယ်အရင်လက်ကောင်းတဲ့ hotel ကိုပိုင်ဆိုင်တဲ့hotel ပိုင်ရှင်ကြီးတယောက်တကယ်ဖြစ်လာတယ်ဆိုတော့ကျွန်တော်အသက်တာမှာဖယားယူပါယုံပေးလာတဲ့အခါမှာ amen hallelujah အဲ့ဒီအရာကိုသူရေးချလိုက်ပါအာမင်အကောင့်ထဲပေါ်လိုက်ပါသင်မျက်မြင်လို့ရတဲ့နေရာမှာထားလိုက်ပါအဲ့ဒီအရာကသင်ကိုဟာလေလုယာတတိပေးမှဖြစ်တဲ့ခွန်အားပေးမှတုံးပို့မှဖြစ်တယ်နံပါတ်3ချက်ကပါဆို declare your vision သင်ရဲ့ vision ကိုဘာလို့ရမလဲနေ့တိုင်းသင်မွတ်ဆိုပါအာမင်အချိန်ရတဲ့ခါတိုင်းမှာသင်မွတ်ဆိုပါเนาะကျမတို့တုတ်တန်ကြခန်းကြီး18ပိုင်းငယ်21ထဲမှာနှုတ်ကနေသင်မွတ်ဆိုတဲ့အရာကိုသင်ဝတ်စွာစားရမယ်နှုတ်ရဲ့အသီးကိုဝတ်စွာစားရမယ်သင်ရဲ့နှုတ်မှာတကိုးရှိတာဖြစ်တယ်သင်ဝင်ခံတဲ့အရာကတကိုးရှိတာဖြစ်တယ်ငါတနေ့ကျန်ဒီလိုဖြစ်လာမယ်ဆိုတဲ့အရာကသင်ရဲ့အသက်တာမှာတကယ်ဖြစ်လာမှာဖြစ်တယ်2000ခုနှစ်မှာဘုရားကကျမကိုဘာယူပါယူတခုပေးလဲဆိုရင်နိုင်ငံအသီးသီးမှာသွားပြီးတော့မှတိုင်းနိုင်ငံတွေမှာဧဝံဂေလိဝေငှရမယ်ဘုရားပေးတဲ့ပညာနဲ့အမှုတော်ဆောင်ရမယ်ဆိုပြီးကျမကို vision ပေးခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီ vision ကချက်ချင်းတော့မပြည့်စုံလာပါဘူးကျမတို့ဟာဘကုတ်နှစ်3ထဲမှာထိုယူပါယုံဒီချင်းချက်တော့အချိန်နဲ့ဆိုင်ရွေးအမှုရောက်တော့ကာလကိုဆိုလေမူတာနဲ့ကင်းလွေဆိုင်းတော်လဲမြော့လင်းလောနောက်မကြပဲဧကအမှန်ရောက်လာမယ်တကယ်ပဲကျမအသက်တာမှာဧကအမှန်တကယ်ရောက်လာတယ်ပြီးခဲ့တဲ့နှစ်ပေါင်း20ကျော်ကနေပေးတဲ့ယူပါယုံဖြစ်ပေမဲ့ဘုရားကတဆင့်ပြီးတဆင့်ပို့ဆောင်ပေးပြီးတော့မှသူကတိုင်းနိုင်ငံတွေကိုပို့ပြီးတော့မှဧဝံဂေလိဝင်ငှရတဲ့ခွင့်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုကျွန်မတက်တည်ခံရတဲ့ခွင့်ကိုဖခင်ကပြင်ဆင်ပေးအဲ့တော့ကျွန်မယူပါယုံတို့ပြောတဲ့အခါမှာနှုတ်ထွက်ပြီးတော့မှတက်တည်ခံတဲ့အခါမှာလူတွေကမယုံကြအခြေအနေရလည်းမပေးဘူးလေပြီးတော့မှကျွန်မအိမ်တောင်ပြုတ်သွားတယ်ပြီးတော့ကလေးတွေရလာတယ်ကျွန်မယူပါယုံကိုဆက်ပြောနေတော့မယ်ဒါပေမဲ့ပြည့်စုံသေးပါဘူးဒါပေမဲ့တကယ်ပဲဖခင်အချိန်တန်လာတဲ့အခါမှာတဆင်းပြီးတဆင်းကလေးတွေနော်တွဲလောင်းဖြစ်နေပြီမဲ့ဖခင်သခင်ကသူ့အမှုတော်ထဲမှာဆက်ပြီးတော့မှအမှုတော်ဆောင်ခိုင်းတဲ့သူ့ယူပါယုံကိုပြည့်စုံရတဲ့ခွင့်ကိုဖခင်ကပြင်ဆင်ပေးတာဖြစ်တယ်ဒါကြောင့်ကျမတို့ယူပါယုံကိုဖျားပြင်ဆင်ပေးတယ်ဆိုရင်တကယ်ပဲပြည့်စုံလာဖို့အတွက်သင်နှုတ်ကနေလဲသင်မွတ်ဆိုဖို့လိုအပ်တာဖြစ်တယ်အာမင် speak over your vision သင် vision ကိုသင်နှုတ်ထွက်ဖို့လိုအပ်တာဖြစ်တယ်
ကျမတို့ဒီမှာဘာတွေ့ရလဲဆိုရင်ယေဇကျေလအခန်းကြီး30ကိုအပိုက်ငယ်4နဲ့5ထဲမှာလဲကျမတို့အယိုးစုတွေအပေါ်မှာတဲ့နော်ကျမတို့ prophet ပြုတာကိုတွေ့ရတယ်နော်ယေဇကျေလကအယိုးစုတွေအပေါ်မှာ prophet ပြုပြီးစကားစပြောလာတဲ့အခါမှာအဲ့ဒီအယိုးစုတွေကဘာလဲအသက်ရှင်လာတယ်နော်ကျွန်တော်အသက်တာမှာကျွန်တော် vision တွေ dream တွေကတင်စပြီးတော့မှ hallelujah နှုတ်ထွက်စကားနဲ့တင်အမိန့်ပေးလာတဲ့အခါမှာအဲ့ဒီຢာတွေပေါ်မှာတင် prophet ပြုလာတဲ့အခါမှာအတင်းရဲ့ယူပါယုံတွေကိုစပြီးတင်ကြေညာတဲ့အခါမှာအဲ့ဒီယူပါယုံတွေကအကောင့်ထဲပေါ်လာမှာဖြစ်တယ်ဖခင်အကောင့်ထဲပေါ်ပေးမှာဖြစ်တယ်ဖခင်နာမကပါအစစ်စစ်ပုံကြည့်ပါစေအာဗြဟံနဲ့ဆာရာသူတို့အသက်တာမှာချစ်ချင်းသူတို့ရဲ့ယူပါယုံတွေဂတိတော်တွေပြည့်စုံတာမဟုတ်ပါဘူးနေ့တိုင်းသူတို့အာဗြဟံလို့ခေါ်ကြတယောက်နဲ့တယောက်ဆာရာလို့ခေါ်တယ်အာဗြဟံဆိုတာဘာလဲလူမျိုးများဆွဲဖခင်ဖြစ်တယ်အဲ့ဒါနေ့တိုင်းသူမဆွနေတာလေခလေးတယောက်မှမရှိပေမဲ့နော်ယုံကြည်ခြင်းနဲ့တယောက်နဲ့တယောက်အချင်းချင်းနေကလူမျိုးများစွာရဲ့ဖခင်ဖြစ်တယ်ဆိုတာကိုဆာရာကလည်းယုံကြည်ခြင်းနဲ့သူမဆွနေတဲ့အရာဖြစ်တယ် declaration တင်မဆွနေတဲ့တည့်ယူပါယုံတွေကတနေ့တော့အခါမှာပြည့်စုံလာမှာဖြစ်တယ်ဘုရားနာမကပါအဆက်ဆက်ပုံကြည်ပါစေအာမင် hallelujahနံပါတ်၄ချက်ကဘာလဲဆို trust in God and don't panic ဖခင်ကကျမတို့ကို vision ပေးလာတဲ့အခါမှာเนาะဖခင်ကကျမတို့ကိုတကယ်ပဲအသက်တာမှာပေါ့နော်ပြင်ဆင်ပေးလာတဲ့အခါမှာကောင်းကြီးပေးလာတဲ့အခါမှာကျွန်တော်အသက်တာမှာဘာတွေ့ရလဲဆိုရင်အနောက်ရှက်တွေလာမယ်နော်အတားဆီးတွေလာမယ်ဒါပေမဲ့ဖခင်ကိုပဲဆက်ပြီးတော့မှယုံကြည်ကိုးစားပါကျွန်တော်တို့တုတ်တန်ချန်အခန်းကြီး3အပိုက်ငယ်9မှာထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလို့ကိုညံကိုအမိမပြုနဲ့ကိုညံကိုစဉ်းစားနိုင်တာနဲ့မသွားပါနဲ့နော်ကျွန်တော်ဖခင်သခင်ကိုယုံကြည်ကိုးစားပါဖခင်သခင်ကိုကျွန်တော်တို့မျှော်လင့်ရအောင်အချိန်တန်တဲ့အခါမှာတကယ်ပဲဖြစ်လာမှာဖြစ်တယ်ကျွန်တော်အသက်တာမှာဖခင်ကကျွန်တော်ယူပါယုံပေးတဲ့အခါမှာနော်ဆရာတယောက်ကပြောလဲလူတိုင်းကလက်ခုပ်တီးမယ်လို့သင်မမျှော်လင့်ပါနဲ့တဲ့နော်ဖခင်ကကြီးမားတဲ့ယူပါယုံပေးလာတဲ့အခါမှာလူတိုင်းကတည့်ယူပါယုံကိုထောက်ခံမယ်လို့မယုံကြည်နဲ့တဲ့ဘာကြောင့်လဲဆိုတော့တင်းကိုဖခင်ကယူပါယုံပေးတဲ့အခါမှာတဲ့နော်သူတို့ကမမြင်ဘူးလေတဲ့နော်သူတို့ကကျွန်တော်တို့မြင်တဲ့ကဲတော့ကျွန်တော်တို့ဖခင်ကကျွန်တော်တို့ယူပါယုံပေးတော့ကျွန်တော်တို့ကပဲမြင်တယ်ကျွန်တော်တို့ကပဲနားလေသူတို့ကိုယူပိုင်မပေးတဲ့အတွက်ကြောင့်သူတို့နားမလည်ပေးနိုင်ဘူးမမြင်ပေးနိုင်တဲ့အတွက်ကြောင့်အထင်လွဲကြမှာဖြစ်တယ်တဲ့သင်ကိုစန့်ကျင်ကြမှာဖြစ်တယ်တဲ့သင်ကိုထောက်ခံကြမှာမဟုတ်ဘူးတဲ့ဖျားပေးတဲ့ယူပိုင်ကသင်အတွက်ဖြစ်တယ်သူတို့အတွက်မဟုတ်တဲ့အခါမှာသူတို့နားလည်ပေးပြီးလက်ခုပ်တီးပြီးတော့မှပန့်ပိုးပေးမှာမဟုတ်ဘူးဒါပေမဲ့ဘလို့ပဲဖြစ်နေပါစေသင်စိတ်ဓာတ်မကြပါနဲ့ဟာလေလုယာဒီနေ့ကျွန်တော်အသက်တာမှာဖျားကယူပိုင်ပေးလာတဲ့အခါမှာတော့တချို့သောသူတွေကသင်ကိုဗာလေယူပိုင်မပြည့်စုံဖို့အတွက်နှောက်ယှက်ကြလိမ့်မယ်တားဆီးကြလိမ့်မယ်ဆွဲချလိမ့်မယ်တွန်းလိမ့်မယ်ဒါပေမဲ့သင်ပြန်ထပါမလဲပါနဲ့ဟာလေလုယာဟာလေလုယာသင်အသက်တာမှာမအဲ့ဒီယူပါယုံပေါ်မှာယက်တီပါလုံးဝတဲ့ယူပိုင်ကိုလက်မလျှော့လိုက်ပါနဲ့မရက်လိုက်ပါနဲ့မလွတ်ချလိုက်ပါနဲ့ don't give up on your dreams တဲ့ vision တဲ့ dream ပေါ်မှာတင်ဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့အာမင်ဟာလေလုယာဒီဖခင်ပေးထားတဲ့ယူပါယုံတွေဂတိတော်တွေနော်ကျမ်းစာထဲမှာရှိတဲ့လူတွေကသာသူတို့လက်လျှော့ခဲ့မယ်ဆိုရင်ဖခင်ပေးတဲ့ဂတိတော်ကိုသူတို့ရမှာမဟုတ်ဖခင်ပေးတဲ့သူတို့ရဲ့ပြင်ဆင်ပေးထားတဲ့အနာဂတ်ကိုသူတို့ပိုင်ဆိုင်ရမှာမဟုတ်ဖခင်ပေးထားတဲ့သူတို့ရဲ့ဂတိတော်မြေကိုသူတို့သိမ့်ပိုက်ရမှာမဟုတ်ဘူးဒါပေမဲ့ဖခင်ပေးတဲ့ယူပါယုံကိုသူတို့အသက်တာမှာပြည့်စုံဖို့အတွက်သူတို့လက်မလျှော့ခဲ့ကြဘူးအားမငယ်ခဲ့ကြဘူးအာမင်ခက်ခဲတဲ့အတားအဆီးတွေဘလောက်ပဲရှိပါစေရှေ့ကိုသူတို့ခြေလှမ်းကြတာဖြစ်တယ်ဒီနေ့ကျွန်တော်ဘာတွေ့ရလဲဆိုရင် when God gave you the vision he will take care of the provision ဖခင်က vision ပေးပြီဆိုလို့ရှိရင်နောက်တစ်ခုသင်သိရမယ့်အရာတစ်ခုကဖခင်ကိုစိတ်ချလိုက်ပါဖခင်ကသင်အတွက်လိုအပ်တဲ့အရာတွေကိုတာဝန်ယူပေးမှာဖြစ်တယ်အာမင်ဖခင်ကလိုအပ်သောလူတွေကိုပို့ဆောင်ပေးမှာဖြစ်တယ်ဖခင်ကလိုအပ်တဲ့ပစ္စည်းတွေကိုပြင်ဆင်ပေးမှာဖြစ်တယ်ဖခင်ကသင်အတွက်လိုအပ်သောအရာတွေကိုတစ်ခုပြီးတစ်ခုအာမင် hallelujah လိုအပ်တဲ့အရာတွေကို step by step ဖခင်ကထောက်ပံ့ပေးသွားမှာဖြစ်တယ်သူကပဲနော်တကားတွေကိုဖွင့်ပေးมาဖြစ်တယ်သူကပဲဟာလေလုယာအခြေအနေတွေကိုပြောင်းပြန်လှန်ပေးมาဖြစ်တယ်လူတွေကိုဘုရားသခင်ကဆွဲခေါ်ပေးมาဖြစ်တယ်လူအသမျှကိုဘုရားသခင်ကပြင်ဆင်ပေးပြီးသားဖြစ်တယ် what he order he will pay for it ဘုရားကသူ order ပေးနော်သူ order လုပ်တာလေသူကိုယ်တိုင်ပေးမှာဖြစ်တယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့အသက်တာမှာဖခင်သခင်ကသူအခုချိန်မှာကျွန်တော်တို့မမြင်ရသေးပေမဲ့ဖခင်ပေးတဲ့ vision တွေဖခင်ပေးတဲ့အိမ်မက်တွေပေါ်မှာစိတ်ဓာတ်မကျဘဲနဲ့ခြေလန်းလန်းတဲ့အခါမှာဖခင်ကကျွန်တော်တို့အသက်တာမှာအောဖွယ်သောဟာလေလုယာကောင်းကြီးမင်္ဂလာတွေကိုစပြီးတော့မှသင်နေရာယူရမှာဖြစ်တယ်နေရာယူလာမှာဖြစ်တယ်ကျွန်မအသက်တာမှာလည်းဖခင်ကvision တွေတချို့ပေးတဲ့အရာတွေကိုကျွန်မဘုရားကိုဆက်ပြီးတော့မှကျွန်မကိုးစားတယ်ယုံကြည်တဲ့အရာပေါ်မှာဘုရားခင်ကအလုပ်လုပ်တာကိုတွေ့ရတယ်ဆိုတော့ဒီနေ့ကျွန်မတခုမှတက်တေခံချင်တယ်ကျွန်မငယ်ငယ်တုန်းကဆိုရင်လဲ
လူငယ်ဘဝမှာကျမကဘာ dream ရှိလဲဆိုအကောင်းဆုံးသောယောက်ျားရမယ်နော်ပြီးတော့မှမိန်းကလေး2ယောက်ယောက်ျားလေး2ယောက်နော်သားသမီး4ယောက်ရမယ်ဆိုကျမအဲ့ဒီအရာကိုဖခင်ပေးတဲ့ယူပါယကိုကျမရေးချတယ်ပြီးတော့မှကျမပြောပြတယ်တကယ်ချင်းတွေကိုရေးချတယ်လေဒါပေမဲ့ကျမဘလို့ပဲဖြစ်နေပါစေနော်အသက်အရွယ်တွေလည်းရလာပြီးယောက်ျားတော့မရသေးဘူးဒါပေမဲ့ကျမစိတ်ဓာတ်မကျဘူးဖခင်ကအချိန်တကယ်တန်တဲ့အခါမှာဒီအမေရိကရောက်တဲ့အခါမှာအကောင်းဆုံးသောယောက်ျားပေးတယ်ကျမအမြဲတမ်းကြွေးကြော်တဲ့အတိုင်းပဲကျမယူပါယုံတစ်ခုဖြစ်တဲ့ဘာလဲဆိုရင်ဖခင်ကကျမရဲ့သားသမီး4ယောက်မိန်းကလေး2ယောက်ယောက်ျားလေး2ယောက်တကယ်ပြင်ဆင်ပေးတယ်အကောင်းဆုံးသောအမျိုးသားပြင်ဆင်ပေးတယ်ပြီးတော့မှကျမဆူတောင်းချက်နဲ့ကျမကြွေးကြော်ချက်ကပါကျမအသက်ဆုံးတဲ့တောင်ဖခင်အမှုတော်ကိုဆောင်မယ်လို့ကျမဆူတောင်းတဲ့အတိုင်းပဲဖခင်ကကျမအမှုတော်ဆောင်တဲ့နေရာတွေမတူပါဘူးတစ်နှစ်ပြီးနော်ဘယ်နှစ်ပြီးနော်ကျမနေရာတွေပြောင်းရွှေ့ရတယ်တိုင်းနိုင်ငံနေမတူတော့ပါဘူးဒါပေမဲ့ဒီကနေ့တိုင်အောင်ဖခင်အမှုတော်ထဲမှာကျမကိုဖခင်ကစခေါ်တာ2004ခုနှစ်မှာကျမကိုစခေါ်တာဖြစ်တယ်ကျန်းစာကြောင်းတက်တယ်အချိန်ပြည့်မှုတော်ဆောင်2006ခုနှစ်မှာကျွန်မစပြီးအမှုတော်ဆောင်တယ်ဒီနေ့ထိထိုင်အောင်ဘုရားသခင်ကအနှစ်20အတွင်းမှာဟာလေလုယာဘုရားသခင်ကဘာကိုတွေ့ခိုင်းလဲဆိုရင်သစ္စာရှိစွာနဲ့သူ့ရဲ့လက်ယုံတော်နဲ့အမှုတော်ထဲမှာကျွန်မပါဝင်ခွင့်ကိုဘုရားကပြင်ဆင်ပေးတာဖြစ်တယ်ဘုရားနာမကပါအဆက်ဆက်ပုံကြည်ပါစေအာမင်ဟာလေလုယာဒီနေ့ကျွန်မအားပေးခြင်းတယ်သင်အသက်တာမှာကျွန်မအသက်တာမှာအနာဂတ်အတွက်ဘုရားခင်ပြင်ဆင်ပေးထားတဲ့အရာတွေများစွာရှိတယ်လက်မလျှော့ပါနဲ့သင်ယူပါရုံတချို့မပြည့်စုံသေးဘူးဆိုလို့ရှိရင်လေဟာလေလုယာပြည့်စုံလာမှာဖြစ်တယ်အာမင်ဟာလေလုယာစိုင်းတော်လဲမျှော်လင့်လို့နောက်မကြပဲဧကအမှန်ရောက်လာမယ်ဖခင်ပေးတဲ့ဂတိတော်ဆိုရင်သူကိုယ်တိုင်ကပြည့်စုံစေမှာဖြစ်တယ်ဖခင်ပေးတဲ့ဂတိတော်ဆိုရင်သူကိုယ်တိုင်ကဟာလေလုယာလိုအပ်တဲ့အရာတွေကိုပြင်ဆင်ပေးမှာဖြစ်တယ်ကျွန်မအမြဲတမ်းပေါ့နော်တစ်နှစ်အတွက်ဘယ်နှစ်အတွက်ဆိုပြီးတော့ကျွန်မ planning တွေချတယ်အဲ့ဒီတိုင်းပဲဘုရားခင်ကကျွန်မကိုပြင်ဆင်ပေးတနှစ်စမှာဆိုကျွန်မဒီနေ့အတွက်လိုအပ်တဲ့ပစ္စည်းတွေဒီနေ့အတွက်ကျွန်မမိသားစုအတွက်အမှုတော်ဆောင်ခြင်းအတွက်เนาะကျွန်မတို့ရဲ့လှုပ်ဆောင်ရမယ့်အရာအတွက်ကြောင့်တနစ်တာအမြဲတမ်းကျွန်မ vision တွေထားတဲ့အခါမှာနှစ်ကုန်တဲ့အခါမှာတကယ်ပဲလိုအပ်တဲ့အရာတွေကိုပြင်ဆင်ပေးတယ်မနှစ်ကဆိုရင်ကျွန်မလိုအပ်တဲ့ပစ္စည်းတွေကိုပြင်ဆင်ပေးတယ်ဒီနှစ်မှာလည်းဖခင်ကျွန်မ2026ခုနှစ်မှာကျွန်မကိုယ်ပိုင်ပေါ့နော်ကင်မရာကျွန်မတငယ်ချင်းတွေဟာတွေအမြဲတမ်းသုံးပြုခွင့်ပေးတာဖြစ်တယ်ဒါပေမဲ့ဖခင်ကဒီနှစ်ထဲမှာကိုယ်ပိုင်ကင်မရာရဖို့အတွက်ကျွန်မစိတ်ထဲမှာနိုးစော်တဲ့အတွက်ကျွန်မယူပါယုံရေးချတယ်အခုကျွန်မတို့မြင်တွေ့ရဒီနေ့ကျွန်မတို့သုံးတဲ့ယူပါယုံကိုနော်ကျွန်မမြင်တွေ့ရပြီအခုကျွန်မရှေ့မှာအခုကျွန်မဗီဒီယိုရိုက်တဲ့ကင်မရာအသစ်ကိုဘုရားကပြင်ဆင်ပေးတယ် lens ကိုလည်း password မူတော့မိသားစုကနေလှူတာဖြစ်တယ်အရန်ကျေးဇူးတင်တယ်လိုအပ်သမျှကအစပေါ့နော်အားလုံးကိုကျွန်တော်တို့ထောက်ပံ့ပေးပြီးတော့မွန်လျံကကျွန်မအားလုံးလိုအပ်သမျှကိုသူကစီစဉ်ပေးသွားတယ်ဘုရားကလိုအပ်တဲ့လူတွေကိုဘုရားကပို့ဆောင်ပေးတယ်ကူညီပေးတယ်ပြီးတော့ကျွန်မဖုန်းကအစကျွန်မလိုအပ်တဲ့အရာတွေကျွန်မဒီနှစ်အတွင်းမှာပေါ့နော်အမှုတော်ဆောင်ခြင်းနဲ့ကျွန်မယူပါယုံတချို့ကျွန်မရေးချတာဖြစ်တယ်တခုပြီးတခုဘုရားခင်ကလိုအပ်တဲ့ပစ္စည်းလိုအပ်တဲ့လူလိုအပ်တဲ့ခြေလမ်းတွေကိုတခုပြီးတခုဘုရားကပြင်ဆင်ပေးနေတယ်အာမင်ဟာလေလုယာပြင်ဆင်ပေးအောင်မှာဖြစ်တယ်ဟာလေလုယာဘုရားခင်ကဒီနေ့အတွင်းမှာတကယ်ပဲ ministry ပြီးတော့မှကျမတို့ရဲ့ယူပါယုံအတိုင်းပေါ့နော်ဘုရားခင်ကတကယ်ပဲကိုးကွယ်ဖို့အမှုတွေစပြီးတော့မှအမှုတွေလှုပ်ဆောင်ရတဲ့ခုကိုပေးတယ်တကယ်ပဲများစွာတော်လူတွေအသက်တာမှာဘုရားခင်ကကျွန်မအပြင်ကောင်းကြီးရဖို့အတွက်ဘုရားခင် vision တွေအများကြီးပေးထားတာဖြစ်တယ်တချို့ကျွန်မခြေလန်းလန်းနေပြီးမလှမ်းရသေးတာတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဘုရားခင်ကဒီနှစ်အတွင်းမှာပြည့်စုံစေမယ်လာမယ့်9နှစ်အတွင်းမှာပြင်ဆင်ပေးထားတဲ့ vision တွေလာမယ့်10နှစ်အတွင်းမှာပြင်ဆင်ပေးထားတဲ့ vision တွေကိုကျွန်မအသက်တာမှာမျက်မြင်ကိုယ်တွေ့မြင်ရမယ်ဆိုကျွန်မအထူးပဲယုံကြည်တယ်နံပါတ်4ချက်ကပါ vision ပြည့်စုံဖို့တဲ့ယူပါပြည့်စုံဖို့ထွက်ကပါလဲဆို take action เนาะstep out by faith take action ဆိုတာကဘာလဲဆိုရင်စပြီးတော့မှသင်ခြေလန်းလန်းရမယ်စပြီးတော့မှသင်အမှုပြုရမှာဖြစ်တယ်ငါတို့ယူပါယုံရှိတဲ့အိမ်မက်ရှိတယ်ဆိုပြီးခြေလန်းမလန်းဘူးဆိုရင်တော့အကောင့်ထဲပေါ်မှာမဟုတ်ဘူးဖြစ်လာမှာမို့သင်မြင်ရမှာမို့သင်ပိုင်ဆိုင်ရမှာမဟုတ်ဘူးသင်ယုံကြည်ခြင်းနဲ့ခြေလန်းလန်းဖို့ဖြစ်တယ် vision require action to become reality vision တော့ရှိတယ်ဒါပေမဲ့ကျွန်တော် action မရှိဘူးလှုပ်ဆောင်မှုမရှိဘူးဆိုအဲ့ဒီ vision ကအသေးဖြစ်တယ်ဆိုတော့ဒီနေ့ vision ရှိလာတဲ့အခါမှာသင်အသက်တာမှာစပြီးတော့မှ hallelujah ပြင်ဆင်ပါ study လုပ်ပါ amen အမှုတော်အတွက်ဖခင်က vision ပေးတယ်ဆိုရင်စပြီးတော့မှဘာလို့ရမလဲစံစာဖတ်ရမယ်ဖခင်နဲ့အချိန်ယူရမယ်စက်ကပ်ရမယ်ပြီးတော့မှဘာလဲဆိုကျွန်တော်အသက်တာမှာ business တွေစတင်ဖို့ဆိုလဲကျွန်တော်စပြီးတော့မှလေ့လာရမယ်ကျွန်တော်တစ်ခုခုအတွက်ကျွန်တော်ခြေလန်းစလန်းပြီးတော့မှပြင်ဆင်ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်အသက်တာမှာယုံကြည်ခြင်းမပါတဲ့ကျွန်တော်တို့ခြေလန်းလှမ်းခြင်းမပါတဲ့เนาะကျွန်တော်လှုပ်ဆောင်မှုမပါတဲ့ vision ရှင်ကယူပါယုံကအသေးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဘုရားကယူပါယုံပေးလာတဲ့အခါမှာရေးချပါကြွေးကြော်ပါအာမင်ဘုရားကိုယုံကြည်ကိုးစားစွာနဲ့စပြီးတော့မှခြေလန်းလန်းပါဘုရားကအကောင့်ထဲပေါ်ရတဲ့ခုံကိုပေးမှဖြစ်တယ် select the community and friends เนาะ
ကျမတို့အဘေးနားမှာရှိတဲ့ကျမတို့ကိုထောက်ပံ့ပေးမဲ့ယူပါယုံတော့သဘောတူပေးမဲ့လူတွေကိုလည်းတင်ရွေးချယ်တတ်ဖို့လိုအပ်တယ်။တင်ကိုခွန်အားပေးမဲ့လူတွေကိုတင်ရွေးချယ်ပြီးပေါင်းတတ်ဖို့လိုအပ်တယ်။တင်ကိုစိတ်ပြည့်စင်မဲ့ရဆွဲချမဲ့လူတွေနဲ့ဝေးရှောင်ပြီးတော့မှတဲ့ရဲ့ယူပါယုံကိုရက်တီပေးမဲ့လူဆူတောင်းပေးမဲ့လူခွန်အားပေးမဲ့လူထောက်ပံ့ပေးမဲ့လူရောနော်ကျမတို့အဲ့လူတွေနဲ့ကျမတို့ပေါင်းဖော်ခြင်းအပြင်ကျမတို့အသက်တာမှာတကယ်ပဲခြေလန်းနေများစွာကိုလှမ်းရတဲ့ခွင့်ယူပါပြည့်စုံရတဲ့ခွင့်ကိုဘုရားကပြင်ဆင်ပေးမှာဖြစ်တယ်အာမင်ဘုရားနာမကပါအစစ်စစ်ပုံကြည့်ပါစေ The future lies within you ဒီအထဲမှာဘုရားခင်ကအနာဂတ်ကိုပြင်ဆင်ပေးပြီးသားဖြစ်တယ် The decision you take action today เนาะဒီနေ့ကျမတို့ရဲ့ဗာလဲဆုံးဖြတ်ချက်ချလိုက်တဲ့အရာတင်ချီလန်းလိုက်တဲ့အရာကဗာ create your tomorrow ဒီအနာဂတ်ကိုဖန်တီးပေးနေတာဖြစ်တယ်ဆိုတဲ့အရာကိုကျမဒီနေ့အနေငယ်ပဲခွန်အားပေးခြင်းနဲ့ဘုရားနာမကပါအစစ်စစ်ပုံကြည့်ပါစေနောက်ဆုံးတက်တေခံချက်ကတော့ဗာလဲဆို2022ခုနှစ်မှာဘုရားကကျမကိုဗာ vision ပေးလဲဆိုရင်အသင်းတော်ကျမတို့အခုပါဝင်နေတဲ့အသင်းတော်ဗိတ်မာန်တော်အတွက်ဘုရားကပြင်ဆင်ပေးတာဖြစ်တယ်ကျမရဲ့ဆူတောင်းနေတဲ့အခါမှာဘုရားကကျမရဲ့ vision ထဲမှာဗာပြလဲဆိုရင်ဗိတ်မာန်တော်ပုံကိုပြတာဖြစ်တယ်အဲ့ဒီအခြေအနေမှာကျမတို့ဗိမာန်တော်ဝယ်ဖို့အခြေအနေမရှိသေးဘူးပတ်စံလည်းမရှိဘူးကျမတို့ရက်ကွက်တွေမှာလည်းရောင်းတာလည်းမလွယ်ဘူးမီလီယံနဲ့ချီပြီးတော့မှကျမတို့ဝယ်နိုင်တဲ့အခြေအနေလည်းမရှိဘူးဒါပေမဲ့ကျမတို့အသက်တာမှာဖခင်က vision စပေးလာတဲ့အခါမှာအထဲမှာစိတ်ချမှုရှိလာတာဖြစ်တယ်အဲ့ဒီမှာကျမဆူတောင်းရင်းနဲ့ဖခင်ဗိမာန်တော်ကိုကျမ vision ပေးတဲ့အခါမှာကျမအသင်းတော်မှာယုံကြည်ခြင်းနဲ့ကြွေးကြော်တယ်အပတ်တိုင်းမှာကြွေးကြော်တယ်ကျွန်မပုံဖော်တယ်ဟာလေလုယာစပြီးတော့မှယုံကြည်ခြင်းနဲ့ခြေလန်းလန်းကြတယ်ဆူတောင်းကြတယ်အစာရှောင်ကြတယ်ခြေလန်းဆလန်းကြတယ်ပြီးတော့မှရံပုံငွေတွေစရှာကြတယ်အဲ့ဒီအချိန်မှာပဲဖခင်ကအိုးပရာเนาะကျမတို့2022ခုနှစ်မှာဒီနှစ်အတွင်းမှာဖခင်ကပေးမယ်ဆိုတဲ့ယူပါယုံဖခင်ကိုကျမရှင်းလင်းစွာနဲ့ယူပါယုံထဲမှာမြင်ခိုင်းတဲ့အရာအဲ့ဒီတစ်နှစ်အတွင်းမှာပဲဒီဇင်ဘာလမှာเนาะကျမတို့ဖခင်ကအဲ့ဒီဖခင်ကြောင့်ဗိတ်မာန်တော်ကိုကျမတို့ကိုပြတာဖြစ်တယ်ပေးတာဖြစ်တယ်ကျမတို့တစ်နှစ်ကြော်တွင်းမှာကျွန်တော်လက်ထဲမှာမြန်ဆန်စွာနဲ့အဲ့ဒီဘုရားခင်ပေးထားတဲ့ယူပါယုံဖြစ်တဲ့ဗိမာန်တော်ကိုကျွန်တော်တို့ပိုင်ဆိုင်ခွင့်ကိုဘုရားကပြင်ဆင်ပေးတာဖြစ်တယ်ဒီနေ့ကျွန်တော်အသက်တာမှာဘာပဲလိုအပ်လဲဆိုရင်ဘုရားကကျွန်တော်တို့ပြင်ဆင်ပေးပြီးသားဖြစ်ပေမဲ့ကျွန်တော်တို့မြင်တတ်ဖို့လိုအပ်တယ်ယူပါယုံထဲမှာအကောင့်ထဲပေါ်တတ်ဖို့လိုအပ်တယ်အဲ့ဒီအကောင့်ထဲပေါ်တဲ့အရာကိုဟာလေလုယာယူပါယုံထဲမှာရှိတဲ့အရာကိုလက်တွေ့ကျွန်တော်တို့ခြေလန်းလန်းပြီးတော့မှဟာလေသိမ့်ပိုက်ဖို့လိုအပ်တာဖြစ်တယ်ဒါကြောင့်ဒီနေ့အသက်တာမှာသိယူပါယုံမရှိသေးဘူးဆိုအားမငယ်ပါနဲ့ဆုတောင်းပါဘုရားကတင်းကိုဖွင့်ပြပေးနိုင်တာဖြစ်တယ်26ခုနှစ်မှာဘုရားခင်တင့်ကိုပေးတဲ့ယူပါယုံလာမယ့်9နှစ်10နှစ်မှာဒီနှစ်အတွင်းမှာပဲဘုရားခင်ကအကောင့်ထဲပေါ်ရတဲ့အခွင့်နဲ့ဟာလေလုယာပြည့်စုံရတဲ့ခွင့်နဲ့အောင်မြင်တဲ့အသက်တာကြီးပွားတဲ့အသက်တာဘုရားခင်အသုံးပြုတဲ့အသက်တာဖြစ်ဘုရားခင်ကတင့်အသက်တာမှာပြောင်းလဲပေးမှာဖြစ်တယ်အရောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေ